Hello ဒီနေ့ကတော့ဤဖြိုကမိုးသက်ဆန်းသူမှာရှိရဲ့ဒါ secret ဆိုတဲ့ဘန်လေးပေါ့နော် cosmetic ရောင်းတဲ့ pop-up show လေးစီကိုသွားခဲ့ပါတယ်သူတို့ကအခုဒီ pop-up show မှာ Sakura Pira ဆိုတဲ့ဒီ cherry blossom သင်းလေးနဲ့ပေါ့နော်ပစ္စည်းလေးကိုသူတို့ကမိတ်ဆက်ပေးနေတာပေါ့နော်ဒီသင်းထဲမှာဒီနှကန်းနီလေးတွေချစ်စရာနှကန်းနီလေးပေါ့နော် jelly နှကန်းနီလေးတွေလည်းမိတ်ဆက်ပေးတယ်ပြီးတော့သူတို့ရဲ့ငကိုတွေကရောင်းနေတဲ့ဒီ highlight တွေပေါ့နော်အဲ့ဒါတွေရောအကုန်ပေါ့နော်သူတို့ရဲ့ပစ္စည်းအစုံဒီ၄ရောင်ပါတဲ့ဒီ platty တွေကောအကုန်ပေါ့နော်သူတို့ဒီထုတ်ထားသမျှပစ္စည်းအကုန်လုံးကိုသူတို့ကမိတ်ဆက်ပေးတာပေါ့နော်အဲ့နေရာလေးထဲမှာအဲ့တော့ပစ္စည်းတွေကအရန်စုံတော့ချစ်စရာကြီးပေါ့အများကြီးလဲစမ်းခဲ့ရပါတယ်ပြီးတော့နောက်ဆုံးသူတို့ရဲ့နောက်ဆုံး drop ပေါ့နော်ဒီ concealer လေးလည်းအဲ့မှာတွေ့ခဲ့ရတယ်ပေါ့နော်ဒီ concealer လေးကကြတော့အဲ့ brush လေးလည်းအတူတူပါပြီးတော့ပေါ့နော် brush လေးကိုအဲ့လိုလေးတက်လိုက်ပြီးတော့သူတို့တခါတည်းသုံးလို့ရတဲ့ concealer လေးပေါ့နော်အဲ့မှာဆိုလဲ color လေးတွေဆိုလဲအစုံပဲပေါ့နော်အရန်ကိုချစ်ဖို့ကောင်းတဲ့ပန်းရောင်လေးကိုတော့စမ်းခဲ့တယ်ပေါ့နော်ပြီးတော့ဤဖြူကဒီ Sakura ဟာလေးကိုအကြိုက်ဆုံးဆိုအဲ့ဒါလေးကိုပဲဝယ်ခဲ့လိုက်ပါတယ်ရှင်